ဒီဝလူလေးထဲမှာတော့ကျွန်တော်တို့ platform part 2ပေါ့နော် part 1မကြည့်ရတဲ့လူတွေအပေါ်မှာကြည့်လို့ရပါတယ်ကဲကျွန်တော် part 2မှာ platform တွေတော့စားပေါ့ဗျာကဲဆက်လိုက်ကြရအောင် let's go subscribe လေးနှိပ်ပြီးတော့ကြပါအောင်ဗျာကဲကျွန်တော်pirate ဝေးလိုက်ရအောင်ပေါ့နော်ပြန်လာမြကျိုးပါဗျာကဲကျွန်တော်ရောက်ပြီဆိုတော့ထုံးစံအတိုင်း quit တွေဖြည့်အောင်ပေါ့နော်ကွစ်တွေဘာတွေလဲဆိုတော့ pirate ပဲယူလိုက်တော့ဗျာRobert 13နဲ့ defeat 8 pirate တဲ့ကျွန်တော်ရှေ့ရောက် defeat ရမှာပါဗျာ okay level 30လေးပြည့်ပြီဆိုတော့တိုက်လို့ရပါဘောနော်ကျွန်တော်တို့တော့ချလိုက်တော့မယ်ဗျာ let's go okay ကျွန်တော်ရောက်ရေးကျွန်တော်ဘာမှမလုပ်ရသေးကျွန်တော်ရင်လာချဗျာတိကျွန်တော် combat နဲ့ပဲချတော့ရောကွာအမေပေးတယ်လဲအားကိုးပေါ့နော်လာလေရောရောက်ရေးထိတယ်ရှောင်းလို့မရရောတာကျွန်တော်လည်းတာရှိရပေါ့နော်မင်းတယောက်တည်းမဟုတ်ဘူးရောက်ဟုတ်တော့ခုံနေကျွန်တော်တွေးပို့တော့ထိနေဗျာရောကွာ quick rose ရောကွာတေးရမှာကောင်းကျွန်တော်တာရင်နေပေါ့နော်ရှစ်ကောင်ပြိခါနီးပေါ့ဗျာတကောင်ပဲကျန်တော့โอเคရမှာကျွန်တော်တာရင်နဲ့ level 20တောင်ပြည့်သွားပြီဗျာနော်ခန္ဓာနာဒါရောကွာ ground smash လည်းကျွန်တော်ရသွားပြီဗျာโอเคရှစ်ကောင်ပြည့်သွားပြီဆို level ပါနော်33ထိပြည့်သွားပြီဗျာโอเคကျွန်တော်တို့ quit ထပ်ပြေးအောင်နော်ဒါနဲ့မဖြေးခင်မှာဟိုမှာလေးနာပါလဲတစ်တာဟဲ့ရေးဒေါ်လာ2088ဒီပေါ်မှာလည်းရှိသေးတယ်ဗျာထည့်ယူလိုက်ဒီပေါ်မှာ900ပါနော်โอเคကျွန်တော် quit ထပ်ဖြေးမအောင်နော်quit လဲဆိုတော့ကျွန်တော်မရတော့သေးဘူး press ကမရဘူးက level 40ပြည့်မှတိုက်လို့ရအောင်ဗျာဟုတ်တယ်မရဘူး level 40ပြည့်မှချစ်တေးလေ level 55ရအောင်ကျွန်တော် pirate ပဲတော့ချရမှာဗျာမတက်နိုင်တော့ဘူးကဲ pirate ချလိုက်တော့မယ်နောက်တစ်ခေါက် okay ကျွန်တော်ချရင် level 35တောင်ရအောင်ပြီပေါ့နော်ကြော်ကွာ level 35ရောက်ဖို့အကြာကြီးပဲဗျာကျွန်တော်လည်းမောလာဗျာစဉ်းစား short တွေးလိုက်ကျွန်တော်လည်း brainword brainword sorry blood food တွေကိုရှာတွေ့ရောပေါ့နော် blade blood food ကျွန်တော်ဝယ်လိုက်ပေါ့ဗျာဝယ်လိုက်တော့ချက်မရဘူးဗျာဟိုမှာတော့ပြန်လဲရမယ်ခုနကျွန်တော် block food shop မှာလေကျွန်တော်မွေးရမြေပေါ့နော်ပြောရအမှတော့လဲမရဗျာโอเคကျွန်တော်တွားနေပြီပေါ့နော်ရောက်တော့မှာဟိုမှာရှေ့မှာမြင်နေရပြီဗျာโอเคကျွန်တော်ရောက်ပြီဆိုတော့ fruit ကိုတော့ယူပေါ့ဗျာဒီမှာအောင်โอเค equate โอเคစိန်ကြည့်မှာပေါ့နော်ဘယ်လိုနေလဲဆိုတော့โอเคထားယူရေးဒီဟာပြည့်လို့ရဗျမိုက်တယ်ဟာရှယ်ပဲကျွန်တော်ပြန်လာတာပေါ့နော်ဝေးလိုက် pirate ဝေးလိုက်โอเคကျွန်တော် quick ကိုစမ်းညို့ရောကြည့်စမ်းပါအောင်တခါတည်း၄ကောင်ဗျာရေးမိုက်တယ်ဟာကြည့်စမ်းပါအောင်ရေးတခါတည်းပြီးသွားမှာရေး ground smash ရောဆိုင်ကလုံးပစာဆိုင်ကလုံးမနော်ရောတကောင်ပဲโอเคကျွန်တော် level 40တန်းပြည့်ပါဗျာကျွန်တော် new quit ရပြီပေါ့နော်โอเคကျွန်တော် fruit ပဲတင်လိုက်တော့ quit ပါလေဆိုကျွန်တော် brand
ကျွန်တော်တိုက်ချင်တယ်ခုနကနာlevel 40ပြည့်ပေါ်ပြီဆိုတော့ကျွန်တော်တော့တိုက်လို့ရဗျာဘာမှရှိလဲဆိုတော့ဒီဝေးလိုက်နောက်ပေါ့နော်ဒီမှာဒီကောင်တွေပဲ bread တွေကဟာယော့ရောက်ရေးထဲလိုမျိုးပဲမာနာဗျာကြီးစားပါဦးရောက်ရေးဒီလောက်ပြစ်နာတွေးခုဒီကျန်နေတယ်နည်းနည်းရော့လာပြီဟောပြောက်အော်မောင်အနောက်ပဲရောက်ပါဗျာအော်ရေးတကောင်တေပေါ့ကျွန်တော်8ကောင်တော့မှတက်ရအောင်ပါဗျာโอเคကျွန်တော်တိုင်းရင်နဲ့ကျွန်တော်ရဲ့ blade fruit level 19ထိရောက်သွားပြီပေါ့နော်တကောင်ပဲကျန်တော့တကောင် okay 20ပြည့်သွားပြီ20ပြည့်သွားပြီဆိုယောယေ blade 10မိုက်တယ်ဒီတကောင်ဟာမတည်သေးဘူးလားလို့မတည်သေးယောဝါရှော့โอเคကျွန်တော်တကောင်ပဲကျန်တော့ဗျာ8ကောင်ပြီးသွားရင်ကျွန်တော် quick ဖြည့်တာပြီးသွားအောင်ပေါ့နော်ဟောဘာကြီးတော့ယောblade 10မတည်သေးသူက stand ရှိရပေါ့နော်လေပေါ်မြောက်ပြီးโอเคကျွန်တော်တို့နောက်ထပ်တကောင်ယောပါ quick 10 okay quick 10 sorry blade 10ကျွန်တော်နောက်ထပ် quick ပေါ့နော် okay ဒီကောင်တခါတည်းနေရနာကဲပြီးတော့ defeat လေတော့မယ်ဗျာယောကွာအိုးဖေးကြတဲ့ဝင်သွားပြီရောက်ရေး okay မသိသေးလား okay ကျွန်တော်ရှာရင်းနဲ့ကျွန်တော် fruit တွေ့တယ်ဗောနော်ဘာတော့ဒါ one bit ထဲကflan fruit မဟုတ်လားလို့ဟုတ်တယ်ဟာခေးကျွန်တော်စမ်းစားကြည့်ဗောနော်ခေးအဲ့လိုမျိုးဖြစ်လာမလားဆိုတော့ခေးကျွန်တော် okay black phone နဲ့ flan fruit confirm okay စားလိုက်ပြီကွာ okay ဟိုမှာမီးလိုကိုပေါ်လာပြီဗျokay ကျွန်တော်စမ်းကြည့်ဗောနော်okay သူရတာခံညို့ရောက်ရေးပြည့်ကြည့်မယ်ကွာပြည့်ကြည့်မယ်ယော oh shit my day ကွာယောမင်းတို့ okay ဒါမဲ့တိတ်မထောက်ဘူးနော်ကျွန်တော် okay ကျွန်တော်ပြောင်းလိုက်ဗျာအရင်မူလ play ပဲပြန်တုံးလိုက်တော့ပေါ့ဗျာ okay ကျွန်တော် quick ပြည့်မှာတကောင်ပဲလို့တော့ quick အရင်ပြည့်လိုက် okay ဒါပေမဲ့56တောင်ပြည့်သွားပြီဗျာကျွန်တော် new quick ဆိုပြီးတော့ပေါ်လာပြီဆိုတော့ကျွန်တော် boss ကောင်တိုက်လို့ရပြီဗျာကျွန်တော် quick တော့ဖြည့်လိုက်ဗျာဒီပါ okay chief okay confirm okay ကျွန်တော်တော့တိုက်ရင်ဗျာ okay ကျွန်တော် chief ရှေ့ရောက်ပေါ့နော်ယော့ကွာမေးလာပေါ့ယော oh fuck ကျွန်တော်တွေးကြည့်စမ်းပါဦးဗျာကျွန်တော်လို့ fruit စားထားလားမသိဘူးဗျာသူလည်းကျွန်တော်လို့ ability ထုတ်နေဗျာရောက်ရေးသူကကျွန်တော်ထက်ပို strong นะဗျာဒါမဲ့လည်းပိုထော့နော်ပြေးပေါ့တော့ကွာ oh shaw ဘာရမျောလေးနေလဲရောက်ရေးထပ်ပြောက်ကွာမကြောက်သေးယောကွာဆိုင်ကလုံးယူလိုက်တန်းယူလိုက်အိုးကျွန်တော်ပြန်ထိရဗျာရောက်ရေးဒီကောင်တွေးတော့ဝါနေပေါ့နော်ကျွန်တော်နိုင်ဟာနေတော့ရှော့ခေတတရချိန်ပေါ့နော်ယောကွာမင်းတတိမထားတဲ့ချိန်အော်ရေးအိမ်ထဲတောင်ဝင်သွားဗျာကျွန်တော်ကြောက်လားမသိဘူးကျွန်တော်ဝင်လိုက်တော့ဗျာတော့မင်းတွေးနေပြီကွာတောင်ကြီးကကောင်ကြီးကယောက်ျေးကျွန်တော်တစ်ချက်ပဲထိတယ်ဗျာဘာတော့ okay ကျွန်တော်ထကြုံပေါ့နော်ဘယ်မှာလဲအော်ဒီမှာပုံတော့ဗောလေယော့မင်းတေးလိုက်တော့ yes နိုင်သွားပြီဗျ okay ကျွန်တော်နိုင်သွားပြီ okay ကျွန်တော်ဗီဒီယိုလေးတော့ဒီ
ဒီလောက်ပါပဲဗျဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင် like subscribe လေးနှိပ်ပေးဖို့မမေ့ပါနဲ့အောင်ဗျကဲကျွန်တော်နောက်ထပ်ကောင်းတဲ့ဗီဒီယိုလေးနဲ့ဆုံကြအောင်ပေါ့နော် see you in the next video guys bye bye